စားမယ်ဆိုရင်တော့သူက12000ရှိရယ်1000ခွဲရှိရယ်တချို့ဟိုင်း18000ပေါ့နော်ဟို1000တန်ပါလဲဆိုတော့ဒီကြသားဝတ်သားနဲ့စားမယ်ဆိုတော့12000အစားကြီးတာတောကောင်တာပါညာစားမယ်ဆိုတော့ဒီ1000ခွဲပေါ့နော်ဒါကတော့ဒီတောက်လျှောက်မှာတတ်မှတ်ထားတဲ့သမင်းဆိုင်ဈေးနှုန်းတွေပေါ့နော်ဆိုတော့12000ဒီ1000ခွဲတချို့ဆိုင်နေဆိုရင်18000ပေါ့နော်ဟင်းအမျိုးအစားပေါ်မူတည်ရယ်အဝါစားတွေပေါ့နော်ဟုတ်အဲ့တော့သမင်းစားမယ်ဆိုရင်တော့တေချာဈေးနှုန်းလေးကိုတေချာမိပြီးမှစားတတ်ပါတယ်ခင်ဗျာဟုတ်ဒီကြိုက်ထီးရိုးမှာအပေါ်ပါသွားမယ်ဆိုရင်တယောက်ကို900ကျပ်ပါပေါက်မယ်ထုတ်မယ်ဆိုရင်တယောက်ကို900ကျပ်ပါခင်ဗျာဒီရိုးမှာပေးကြော်တွေထန်းသီးမုတ်တွေလည်းရပါတယ်ကျုပ်ပြုတ်ငုံတုတ်တွေရပါတယ်ဒါပါသားလည်းမိုက်ဆက်သားလေးနော်ဒါကြီးတာပါတယ်ဒါယုံဒါဆက်သားโอเคဘယ်လိုရောင်းလဲဒါတရွဲကိုတောင်းဝဲပို့ပေးတယ်โอเคကျေးဇူးပါဒါပါသားမတာငါဖငါစောဒါကြီးတာတဲ့ဒါဆက်သားတဲ့ငါကြော်ကြီးရက်ချက်တဲမြစ်တရှိတော့ဝရှိတော့ချက်အခုကျွန်တော်စားမှာကဒီအဝါစား9000ပေါ့နော်အဝါစားနော်9000ဟုတ်ကဲ့ဟောကြည်သားနေပြီဟာဖြစ်ပါတယ်အဝါစား9000ဆိုင်ဖြစ်ပါတယ်ကျွန်တော်ရှိမှမြင်နေရအားလုံးကကျွန်တော်တို့ဒီအဝါစား9000တန်ဖြစ်ပါတယ်ကျွန်တော်မှတ်ထားတဲ့ကြည်သားပါဒီရန်ဟင်းက3မျိုးထည့်ပေးပါတယ်ပဲငယ်ပြီးကြော်ရှိမယ်ဒီပန်းမွှကြော်ရှိမယ်ချမောင်ကြော်ထည့်ပေးပါတယ်ဒီမှာတိုးစရာနဲ့ငပိရရှိပါတယ်ဒါကတော့ကျွန်တော်ချမောင်ဟင်းဖြစ်ပါတယ်ကျွန်တော်ဆွဲလိုက်ပါဦးခင်ဗျာအခုကျွန်တော်စားတဲ့ဆိုင်လေးကကျွန်တော်တို့လေကွင်းဘက်ကိုတွားတဲ့ဆိုင်လေးဖြစ်ပါတယ်ကြိုက်ဒီကိုရောက်ရင်တော့ကျွန်တော်ဒီဆိုင်လေးကိုလာရောက်အားပေးပါဦးခင်ဗျာစားလိုက်ပါဦးမယ်ပြောဝါလုံးဦးတွေချင်းတော့လောက်ကိုယ်စက်ကလည်း